မျိုးသမီးကြီးဟာသူမရဲ့ချွေးမဖြစ်သူကတခြားမျိုးသားတယောက်နဲ့ဖောက်ပြန်နေတာကိုအတိုင်းသားမြင်နေရပါတယ်ဒါပေမဲ့သူမဟာဘာမှမမြင်ရတယ်လို့ပဲဟန်ဆောင်နေခဲ့ပါတယ်သူမမျက်စိပြန်မြင်နေပြီဆိုတဲ့လျှို့ဝှက်ချက်သာပေါက်ကြားသွားရင်ချွေးမဖြစ်သူကသူမကိုဒုက္ခပေးပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာသူမရဲ့အရင်ဘဝတုန်းကမျက်မမြင်မျိုးသမီးကြီးဟာချော်လဲကြရာကနေမမျှော်လင့်ပဲမျက်စိပြန်မြင်လာခဲ့ပါတယ်မျက်စိပြန်မြင်လာပြီးပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကတော့အိမ်ထဲမှာသူမရဲ့ချွေးမကတခြားယောက်ျားတစ်ယောက်နဲ့ပိုတီးပိုတက်လုပ်နေတာပါပဲသူမဟာဒေါသတကြီးနဲ့သူတို့ကိုရင်ဆိုင်ခဲ့ပါတယ်ချွေးမဖြစ်သူကအလောတကြီးရှင်းပြပေမဲ့သူမကတော့နားမထောင်ခဲ့ပါဘူးသူမကတားဖြစ်သူကိုအကြောင်းစုံပြောပြခဲ့ပေမဲ့တားဖြစ်သူကတော့ဇနီးတဲ့ကိုအပြစ်မတင်တဲ့အပြင်မိခင်ဖြစ်သူကလိန်ပြောနေတာလို့တောင်ပြန်ဆွဆွဲခဲ့ပါတယ်သူဟာဇနီးတဲ့နဲ့တီးကျွမ်းခဲ့တာကလည်းအဲ့ဒီဖောက်ပြန်နေတဲ့အမျိုးသားကြောင့်ပဲမလို့သူတို့ကိုဘယ်တော့မှတန်တရားမဖြစ်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူကမိခင်ဖြစ်သူကိုအိမ်ပေါ်ကနေနှင်ချခဲ့ပါတယ်နှလုံးကြေကွဲစွာနဲ့အပြင်မှာရှောက်သွားနေတော့သူမရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့အတွက်ချွေးမဖြစ်သူကသူမကိုကားနဲ့တိုက်တက်ခဲ့ပါတယ်တေခါနီးမှာတော့သူမဟာသူတို့ကိုပြန်လက်စားချေဖို့ကြိမ်ဆိုခဲ့ပါတယ်နောက်တစ်ခဏမှာတော့သူမဟာမျက်စိပြန်မြင်တဲ့နေ့ကိုပြန်လည်ဝင်စားပြီးနိုးထလာခဲ့ပါတယ်အမှန်တရားကိုဖုံးကွယ်ဖို့အတွက်သူမဟာမျက်မမြင်တုတ်ကောက်ကိုစံတဝါဝါနဲ့ရှာချင်အောင်ဆောင်ခဲ့ပါတယ်ချွေးမဖြစ်သူကစိတ်အေးသွားပြီးတုတ်ကောက်ကိုကောက်ပေးခဲ့ပေမဲ့ဟိုမျိုးသားကတော့တန်တရားမကင်းဖြစ်နေပါတယ်သူမရဲ့မျက်နှာအမူအရာထူးဆန်းနေတာကိုသတိထားမိသွားပြီးသူမမျက်စိပြန်မြင်နေပြီလားဆိုတာကိုစိုးရိမ်နေပါတယ်ဒါကြောင့်သူတို့ကသူမကိုစမ်းတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမလှည့်ထွက်သွားတဲ့အချိန်မှာပဲသူမရဲ့မျက်နှာရှိတဲ့ကိုဓာတ်တစ်ချောင်းထိုးပြလိုက်ပါတယ်ဒါပေမဲ့သူမဟာတီတီငိမ့်ငိမ့်နဲ့ပဲရှေ့ကိုဆက်လျှောက်သွားခဲ့ပါတယ်သူတို့နှစ်ယောက်နောက်ဆုတ်သွားတော့မှသူမဟာတက်ပြင်းကိုတိုးတိုးလေးချလိုက်ပါတော့တယ်သူမဘာမှသတိမထားမိဘူးလို့ထင်သွားတဲ့အတွက်သူတို့နှစ်ယောက်လည်းစိုးရိမ်စိတ်တွေရော့သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူမကတားဖြစ်သူစီဖုန်းဆက်ပြီးအကဲခတ်ကြည့်ပေမဲ့တားဖြစ်သူကတော့ဇနီးတဲ့ကိုအပြည့်အဝယုံကြည်နေသေးပါပဲဒါကြောင့်ခိုင်မာတဲ့တက်သေးလိုအပ်တယ်ဆိုတာကိုသူမသဘောပေါက်သွားပါတယ်သူမဟာချွေးမအတွက်ပန်းအိုးတိုးဝယ်လာပြီးအထဲမှာကင်မရာတေးသေးလေးတစ်လုံးဝတ်ထားလိုက်ပါတယ်တားဖြစ်သူအလောက်ကပြန်လာမဲ့နေ့မှာပဲသူမဟာချွေးမရဲ့စွပ်ပြုတ်ထဲမှာဆေးတစ်မျိုးခတ်ပြီးတိုက်လိုက်ပါတယ်ပြီးတော့ဟိုမျိုးသားကိုညစာစားဖို့ဖိတ်ခေါ်ရန်အကြံပေးလိုက်ပါတယ်ချွေးမဖြစ်သူကလည်းဝမ်းသာအားရသဘောတူပြီးသူ့ကိုတွားကြိုနေတော့မှအမျိုးသမီးကြီးဟာအိတ်ခမ်းထဲကိုခိုးဝင်သွားပါတယ်သူမဟာကွန်လုံးတွေပေါ်မှာအားကောင်းတဲ့ကော်တွေတုပ်လင်းထားလိုက်ပါတယ်သူမအခန်းထဲကပြန်ထွက်လာတဲ့အချိန်မှာပဲဟိုမျိုးသားကရုတ်တရက်ရောက်လာပါတယ်သူမဟာမျက်မမြင်အောင်ဆောင်ပြီးဒုတ်ကောက်ကိုအမြန်ကန်လိုက်ပါတယ်ချွေးမဖြစ်သူကသူမဒီမှာဘာလုပ်နေတာလဲလို့မေးတဲ့အခါအဲ့ရတွေလာသိမ်းပေးတာလို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်လုံးဘာမှမရိပ်မိကြပါဘူးသူမအခန်းထဲကထွက်သွားတာနဲ့သူတို့နှစ်ယောက်ဟာအခန်းထဲကိုအလောတကြီးပြေးဝင်သွားကြပါတယ်အမျိုးသားကခင်မုန်းဖြစ်သူကိုမကြောက်ဘူးလားလို့မေးတဲ့အခါသူမကခင်မုန်းဖြစ်သူညကြရင်ပြန်မလာဘူးလို့ပြန်ဖြေပါတယ်သူဟာအန်ဆွဲတဲကကွန်တုံးကိုလှမ်းယူလိုက်ပြီးအဲ့ဒါကထောင်ချောက်တစ်ခုဆိုတာကိုမသိခဲ့ပါဘူးအမျိုးသမီးကြီးကတော့တားဖြစ်သူရဲ့လေရင်လက်မှတ်ကိုကြိုတင်ပြောင်းလဲထားလိုက်ပါပြီတားဖြစ်သူအိမ်ကိုအစောကြီးပြန်ရောက်လာတဲ့အခါမိခင်ဖြစ်သူမျက်စိပြန်မြင်နေတာကိုမြင်ပြီးအံ့အားသင့်သွားပါတယ်အဲ့ဒီအချိန်မှာပဲတကားခောက်တန်ကြားလိုက်ရပါတယ်အမျိုးသမီးကြီးဟာချွေးမရဲ့မိဘတွေကိုပါဖိတ်ထားခဲ့တာပါအမျိုးသမီးကြီးကချွေးမမှာအံ့အားသင့်စရာတစ်ခုရှိတယ်လို့အားလုံးကိုပြောပြီးအိတ်ခမ်းတကားစီခေါ်သွားပါတယ်အခန်းထဲမှာတော့သူတို့နှစ်ယောက်ဟာခွာမရပဲပက်လျက်သားဖြစ်နေကြပါတယ်သူမတကားကိုဝုန်းကနေတုံးဖွင့်လိုက်တဲ့အခါမှာတော့အားလုံးဟာအံ့ဩမင်သက်ပြီးကြောက်ရွံ့လို့ဖြစ်သွားကြပါတော့တယ်